အလူမီနီယံအဖွင့်တကားတွေမှာကတော့ပထမဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ slide ဒါမှမဟုတ် swing ကိုပဲအခြေခံထားတာဖြစ်ပါတယ်။ဒီနေ့မှာကတော့မိမိတည်ဆောက်မဲ့အဆောက်အဦအမျိုးအစားနေရာအကျယ်အဝန်းအဆောက်အဦပုံစံအသုံးပြုလို့သည့်ပုံစံစတာတွေအပေါ်မူတည်ပြီး slide နဲ့ swing window ကိုရွေးချယ်တက်ဆင်ရန်အတွက်ထည့်သွင်းစဉ်းစားရမယ့်အချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအချက်တွေကတော့ 1. ကုန်ကျစရိတ် 2. ဖွင့်ပိတ်နေရယူမှု 3. လေဝင်လေထွက်ကောင်းမွန်မှု 4. ရာသီဥတုတန်ခံနိုင်ရှိမှု 5. အသုံးပြုရလွယ်ကူမှု 6. ပြုပြင်ထိန်းသိမ်းမှု 9. ရေရှိခံနိုင်ရှိမှုနဲ့ 8. တောင့်တင်းလုံခြုံမှုစတဲ့အချက်တွေကိုထည့်သွင်းစဉ်းစားပြီးမှမိမိနဲ့ကိုက်ညီတဲ့ပရင်တကားကိုရွေးချယ်ဝယ်ယူသင့်ပါတယ်ရှင်။နောက်လာမယ့်တစ်ပတ်မှာတော့ slide နဲ့ swing window တွေကိုရွေးချယ်တက်ဆင်တဲ့အခါထည့်သွင်းစဉ်းစားရမယ့်အချက်တွေထဲကကုန်ကျစရိတ်အဖွင့်ပိတ်နေရယူမှုလေဝင်လေထွက်ကောင်းမွန်မှုစတဲ့အချက်တွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။